လေးဖူးတော့လေကောင်းတာပေါ့ငါသားတို့အမေဖယားဖူးဖို့မယ်မော်လာဟုတ်ကဲ့မေဟိုအမေမိုတယ်ကိုကြိုက်လားဟိုတယ်ကိုကြိုက်လားအဲ့ဒါဘာဖယားတုံးအေးဥသားပဲအမေကတော့အမေကမကွေးများတလုံးဖူးမလားမေတားလိုက်ဖို့မယ်အော်ဒီနာကမကွေးဘောတော့ဘောကျော်အဲ့များတလုံးလေမကွေးများတလုံးဖယားကအမေငယ်နေငယ်မရကောင်းဆက်ပိုင်နဲ့ရောက်ပြီးသားဟဲ့အောင်ဆက်ပိုင်နဲ့အေးဟာမကြီးဘဘဖြူတူးလို့တော့လိန်ဆွဲခံအောင်မယ်မထားပါမေအဲ့ဆိုမေတို့လို့ရန်ကုန်ကရွှေတကုံလိုက်ဖို့မယ်မေအမေကရန်ကုန်ကလာတာဆိုတော့အဲ့ဒီဟယာကဖူဘီငါတားရဲ့အမေကတော့ကြိုက်သေးရောရွှေသက်တော်အဲ့ဒါတည်းအမေတောင်းမောမတက်နိုင်ပါဘူးငါတားရဲ့အမေကအေးစေးနဲ့တရားဘာဝနာလေးပါလေပွားမြလို့ရမယ်နေရာပဲမေသွားချင်တာဟဲ့အမေဒီလိုလုပ်မယ်အမေတော့ယောက်ျားတွေအမေယောက်ျားတွေနဲ့ဝေးမှဒါတရားတော်မှလုံနိုင်မှာယောက်ျားတွေနဲ့ဝေးတဲ့နေရာကိုကျွန်တော်ပို့ပေးမယ်မေစစ်တပ်ထဲမေဘောလုံးခွင်းနဲ့ပဲပို့ပေးဟဲ့ဟိုဘက်စက်ရဒီဘက်စက်ရအမေလိုက်လို့အမေထွက်ပြေးပြောစရာကြီးကဲအဲ့တော့အမေကတရားဘာဝနာလေးပါလေအေးစေးပွားများလို့ရမယ်နေရာပဲသွားချင်တာဟုတ်ကဲ့မေမေဟိုကိုပို့စမ်းဟဲ့ဘယ်ပို့ရမလို့မေဖာတန်းကိုဘယ်ဖာတန်းတော့မေရဲ့တကောက်မလွတ်ပါဘူးမေရဲ့အဲ့သွားမေနဲ့ဒီနားလေးတွေဆင်းပြေတယ်လားတွတ်နေအောင်ရှိနေပဲမေကလည်းကဲအဲ့တော့အမေနဲ့လောက်တော့ကမေနော်ကပါမေရိုက်ကြလားမေကလားမလေးကဲမေကြောပါတယ်မေယာကြောကုန်းထားတယ်ထားတာကုန်းထားတဲ့ထားမှာမေကြောပါတယ်ဗျာမင်းတို့ရှေခါတောင်မကုန်းရဲ့ဦးဟဲ့ဒီလိုပဲနေအဲ့လိုဆိုပိုးကြောမှာမေကဲဆိုင်ဝင်ကဘယ်သူလေးတော့ဟဲ့ကိုသမီးကြောတယ်ဗျာအဲ့လိုမျိုးကြီးလိုက်အမေမြည်ပါအော်ငါမြည်လားဟဲ့မေမြည်အမေမြည်မြည်ကျင်တာဟဲ့ဘာလို့ဒေးလေးရအမေဟိုဘက်လဲပါမင်းသားကြောတာနည်းနည်းသားလည်းခဏခဏကြောတာမကောင်းဘူးမေအမေလည်းအားနာတယ်သားလည်းမရောက်သားစိတ်သားပြီးတယ်အမေမြည်ပါငါမြည်ရဗျအမေနဲ့လောက်ကကျင်တယ်ဟဲ့အမေကောင်းပါလားကတော့မကောင်းနိုင်ဘူးပေါ့ငါသားရဲ့အသက်ကြီးပြီလေမေအသက်ကြီးပြီဆိုတော့ကအမေတော့ဖြည်းဖြည်းတော့လောက်ကြပေါ့ဟုတ်ကဲ့ပတ်စက်ကဘာလို့ယူသွားတော့နေမေကဲဖြည်းဖြည်းတော့လောက်ကြပေါ့နော်အတက်ကကြီးပြီဆိုတော့ငယ်အဲ့လိုတချင်းနေတော့မှတ်မိတော့ငါသားရဲ့မှတ်ညံနေမကောင်းတော့ဘူးလေမေလေဟိုလိုတချင်းနေဆိုမေမှတ်ကိုမှတ်မိတော့ဘယ်တချင်းတော့ငါသားရဲ့ဟိုတချင်းလေးပါတယ်ဟိုမဟာဂီတစာအုပ်ကြီးတွေကလေပါတယ်ကောင်းလေးကတွေ့ဖို့ချိန်နဲ့ညက်10နာရီကြော်တယ်မျိုးတယ်ပဲကားရီပလို့ရှောက်လို့မမပါတယ်မြောက်ကျဲပဲရုပ်ရှင်ကြည့်ကြလို့ဆိုအိုတာပါတယ်နိုင်ကောင်းပြအိမ်ပြပို့မယ်ဆိုရင်တီးကြတာကတန်ဟဲ့ငါတောင်းဝေးပဲရောက်သွားတော့ဟဲ့အမေတောင်းနဲ့ဟာဒီမှာအဲ့လိုတချင်းနေမေရတော့ဘူးတော်သေးတယ်မရလို့အမေသားစိတ်တဲ့သားကလတ်ထဲရောက်နေအမေကမြန်ကမိသွားသေးလားမကမိပါဘူးမကမိပါဘူးအိမ်တရီပြက်သွားသေးလားမပြက်ပါဘူးမေမပြက်ပါဘူးခွာကြည့်မေအိမ်တရီရှိပါတယ်မေနည်းနည်းတော့ဖားဆန်းသွားတာငါသားအဲ့လိုတချင်းနေတော့မင်းများတော့မင်းငယ်ကဆိုခဲ့တယ်ဟိုတချင်းလေးဆိုမယ်ဘယ်တချင်းလဲမောင်ရွှေရီမောင်ရွှေခိုင်မာလာနေမိုင်းနာလုံးဆွေးကြည့်ခင်ခင်မြမနေနေစီကတော့လန်းလန်းငါယူမြည်မောင်ရွှေခိုင်မာလာနေစီမိုင်းနာလုံးဆွေးကြည့်ခင်ခင်မြမနေနေစီကတော့လန်းလန်းငါယူမြည်ဟောတွေ့ပါပြီဖူးပွင့်ငဝေးစီဟောတွေ့ပါပြီဖူးပွင့်ငဝေးစီမိုးရှာဖို့ကောင်းတယ်တောင်းလင်းရတာစ
ဖို့ရင်မုံရွှေရရဲ့ရွှေနေစီအေးညသိကျူကြီးရွှေနေစီ ဒါကတော့အမေဒီရွှေနေစီရဲ့အသက်80ကျော်80ရဲ့ကျမပရိသတ်ကိုကပ်ပြခဲ့တယ်အမှုပညာပုံစံပုံဝိုင်းချီ အမေပြည့်ပြည့်ရွှေနေစီတမိုင်း မှန်တယ်ဗျ တည်တဲ့ဒီတမိုင်းရေးသွား အမေရောင်းရလားမေလက်ကိုယ်တန်ကြည်ကြည်လေးလုပ်ပြပါဦးဗျ ကဲဒါအမေတို့တောင်းတဲ့ခေတ်သုံးခေတ်ပေါ့ ဟုတ်တယ်ဗျာ မေကြီးကနဲ့ပြောနေတာခေတ်သုံးခေတ် ခေတ်တော့ခေတ်နေတယ်